မင်္ဂလာပါနေ့စဉ်ဘောလုံးသတင်းတွေကိုတင်ဆက်ပေးနေတဲ့ညူကြီးဖြစ်ပါတယ်ဘောလုံးဝါသနာရှင်ဘောလုံးမဲခင်ဗျာဘောလုံးကစားခြင်းနဲ့ဆိုရင်ကျွန်တော်ပိုင်းမှာတင်ထားရဲ့ပဲနံပါတ်မှာလာရဆက်သွယ်မြင်နေပါတယ်ခင်ဗျာကျွန်တော်တင်ပြပေးမယ်ဒီနေ့ဘောလုံးသတင်းတွေကတော့ဗင်နီဇီလာနဲ့ခြေစမ်းပွဲမှာပွဲဝင်ကစားခြင်းပြုမပြုကိုမက်ဆီကိုယ်တိုင်ဆက်ပြနေကြအောင်လေပါအာဂျင်တီးနားလည်းရဲစဉ်အသင်းကောင်းတော့မက်ဆီကဗင်နီဇီလာအသင်းနဲ့ရှင်ပြိုင်မဲ့ခြေစမ်းပွဲမှာပါဝင်ကစားခြင်းပြုမပြုကိုကိုယ်တိုင်ဆက်ပြမယ်ဆိုတာသိရပါတယ်အာဂျင်တီးနားအသင်းဟာတောင်အမေရိကဆုံးကမ္ဘာခြေစစ်ပွဲပြီးဆုံးသွားပြီဖြစ်တာကြောင့်မလို့ဒီလနိုင်ငံတကာရဲတပ်ပတ်မှာခြေစမ်းပွဲတွေဒါအရှင်မြန်ကစားမှာဖြစ်ပြီးတော့အောက်တိုဘာ10ရက်မှာဗင်နီဇွဲလားနဲ့အောက်တိုဘာ13ရက်နေ့မှာပူအာတိုရီကိုအသင်းနဲ့အမေရိကန်နိုင်ငံမှာရှင်မြန်ကစားတော့မှာဖြစ်ပါတယ်။လက်ရှိချိန်မှာအင်တာမိုင်ယာမီအသင်းဟာပွဲတွေဆက်တိုက်ကစားနေပြီးမက်ဆီအနေနဲ့21ရက်အတွင်း9ပွဲကစားနေတဲ့အနေအထားဖြစ်သလိုအတ္တလန်နာယူနိုက်တက်နဲ့ပွဲကိုလည်းအောက်တိုဘာ17ရက်မှာကစားရမှာဖြစ်တာကြောင့်ဗင်နီဇွဲလားနဲ့ပွဲမှာပေါင်ကစားဖို့အခက်အခဲတွေ့နေကြောင်းသိရပါတယ်။အာဂျင်တီးနားလည်းရွေးချယ်အသင်းဒီပြစကာလိုနီကတော့မက်ဆီပါဝင်ကစားသမားအလုံးနဲ့ဆွေးနွေးသွားမှာဖြစ်ကြောင်းကြက်ခိုင်မှုပြေးပွားတဲ့ကစားသမားတွေကိုစွန့်စားအသုံးပြုမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ဒါအပြင်လောက်မဲ့ပွဲမှာကစားသမားအသစ်ကိုကြည့်ရှုဖို့ကြိုးစားသွားမယ်ဖြစ်တာကြောင့်လည်းပြောကြားခဲ့ပါတယ်။နောက်ထပ်ကျွန်တော်ပြပြပေးမယ်သတင်းလေးကတော့ဘာစီလိုနာအသင်းစောင့်ကြည့်နေတဲ့ယူနက်ဆက်ကစားသမားတွေထဲမှာဇီဒန်ရက်တာASC တပါဝင်နေကြဘာစီလိုနာအသင်းကချီလီနိုင်ငံမှာကျင်းပနေတဲ့ယူနက်ဆက်ကမ္ဘာဖလားပွဲကိုကင်းတော့တွေဆွေးလွတ်ပြီးတော့ကစားသမားတို့ချို့စောင့်ကြည့်ခိုင်းထားရမှာဇီဒန်ရက်တာASD ဇီဒန်ပါဝင်ကြောင်းသိရပါတယ်နောက်ခံလူ ASC တန်း19နဲ့ဟာဇီဒန်ရက်တာ4ယောက်မြောက်မှာအငယ်ဆုံးသားဖြစ်ပြီးတော့ပြင်သစ်ယူနက်ဆယ်အသင်းနဲ့အတူယူနက်ဆယ်ကမ္ဘာဖလားပြိုင်ပွဲရှင်ပြိုင်ကစားနေတာပါအဲ့ရဟာ Real Academy 17နှစ်ကြာဖြတ်သန်းခဲ့ပေမဲ့2024ဇန်နဝါရီမှာဘတ်တစ်အသင်းကိုကြောက်ရှိခဲ့ပြီးတော့လက်ရှိချိန်မှာတော့ဘတ်တစ်အရန်အသင်းမှာကစားနေပါတယ်ဘာစီလိုနာအသင်းကလာမာရီယာအကယ်ဒမီအတွက်သွေးသစ်ကစားသမားရှာဖွေဖို့ယူနက်ဆယ်ကမ္ဘာဖလားပြိုင်ပွဲကိုကင်းတော့တွေဆွလွတ်ထားပြီးတော့ဘရာဇီးကစားသမားဖြစ်တဲ့ပရင်ညိုနဲ့ဒေးဗစ်ဝါရှင်တန်အာဂျင်တီးနားကစားသမားပရက်စတီယန်နီဂျပန်ကစားသမားအိုဇီကီတို့ကိုလည်းစောင့်ကြည့်နေကြောင်းသိရပါတယ်2025ယူနက်ဆယ်ကမ္ဘာဖလားပြိုင်ပွဲမှာအောက်တိုဘာ19မှာပြီးဆုံးမှာဖြစ်ပါတယ်ဘောလုံးသတင်းတွေနေရာတင်ဆက်ပေးမှာမို့လို့ကျွန်တော်အကောင့်လေးကိုအပေါင်းလေးနှိပ်ပြီးတယ်လီပီတာကိုမေတ္တာရက်ခံပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်